အိုအမျိုးသမီးငယ်များစွာကိုလိန်ပိုင်းဆိုင်ရာအမျက်ထုတ်ခဲ့ပြီးရဟန်းတန်ကားရဲ့ဦးကောင်းပေါ်ခြေထောက်တင်ဓာတ်ပုံရိုက်ခဲ့တဲ့အထိစိုးသွမ်းနေတဲ့ခွန်တန်ခေါ်ဇက်လိုက်ဟာပြီးခဲ့တဲ့2026ဧပြီလမှာမြန်မာစစ်တပ်ထံလက်နက်ချခဲ့ပါတယ်။တချိန်ကအလန်တရာဆရာတော်ဝင်စားသူသာသနာပြုဖျားလောင်းစသည်ဖြင့်နာမည်ကြီးခဲ့တဲ့ခွန်တန်ဟာလက်ရှိအချိန်မှာတော့လက်နက်ကင်ဘဝနဲ့မြန်မာစစ်တပ်ထံလက်နက်ချအညံ့ခံလိုက်ရတာဖြစ်ပါတယ်။ခွန်တန်ခေါ်ဇက်လိုက်ကြောင်ပြောရရင်မွန်ပြည်နယ်တထုံမြို့နယ်အလန်တရာဒေသကနေစရမှာပါ1960ခုနှစ်ဒီမှာအလန်တရာဒေသကိုရောက်ရှိသာသနာပြုခဲ့တဲ့ဦးစန္ဒနဝန်သားဟာအလွန်နာမည်ကြီးပြီးဒေသခံတွေရဲ့အထူးကိုးကွယ်ယုံကြည်ခြင်းကိုခံရပါတယ်အလန်တရာဆရာတော်ဦးစန္ဒနဝန်သားဟာဒေသခံတွေအတွက်သက်ရှိဖျားတဆူလိုမျိုးအထူးကိုးကွယ်ယုံကြည်ခြင်းကိုခံရပြီး1994မှာပြန်လွန်တော်မူခဲ့ပါတယ်။ဆရာတော်စန္ဒနဝန်သားကွယ်လွန်ပြီး9နှစ်အကြာ2003ခုနှစ်မှာတော့အလန်တရာဒေသမှာရှိတဲ့တန်ဃာတော်တချို့နဲ့ခောပကအဖွဲ့ဝင်တချို့ဟာဆရာတော်ပြန်လည်ဝင်စားတယ်ဆိုပြီးရှမ်းပြည်နယ်ပအုပ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့ကနေအသက်9နှစ်အရွယ်ကိုရင်လေးတစ်ပါးကိုခေါ်လာခဲ့ပါတယ်။အဲ့ဒီကိုရင်လေးကတော့နောင်တစ်ချိန်မှာနမယ်ဆိုးတဲ့ကြော်ကြားလာမဲ့ခွန်တန်ခေါ်ဇက်လိုက်ဖေဖြစ်ပါတယ်။ဂောပကအဖွဲ့ဝင်တွေဟာကိုရင်လေးခွန်တန်နဲ့ပတ်သက်ပြီးကောလဟာလတွေဖြစ်ရက်ဆန်းတွေကိုဇက်လန်းစင်ပုံကြီးချဲ့ပြီးခွန်တန်နာမည်ကြီးတစ်ထက်ကြီးလာအောင်မြောက်ပင်ပေးခဲ့ကြပါတယ်သူရောက်လာချင်းတိတ်မကြတဲ့အချိန်လေးမှာကျွန်တော်တို့ဒီရက်တော်မူရှိနာကအဲ့မှာရေပိုက်လိုင်းရှိတယ်အဲ့ဒါကိုစော့ကစားရင်းနဲ့တနင်းမိတဲ့အခါကျတော့အဲ့ရေပိုက်လိုင်းရေကပေါက်ထွက်လာတဲ့အခါကျတော့အဲ့ဒါကိုရင်လေးကအဲ့ဒါကိုနင်းလို့တခါတည်းမှပဲရေကပန်းထွက်ပါတယ်ဒီလောက်တော့ဖုံးဥစားပေါ့ဖုံးတကူကြီးတယ်ဆိုတော့အဲ့ရေကိုတွားပြီးတော့ရေမန်းဆိုပြီးတော့မှတွားပြီးတော့မှတော့ခတ်ကြတယ်လေတပုံကြီးရဲ့ကိုရင်လေးဖုံးတကူကြောင့်ရေထွက်ရတယ်ဆိုတော့ဘယ်တော့ဟုတ်မလို့အဲ့ဒီထဲမှာအောက်လိုင်းကပိုက်လိုင်းတစ်ခုကဆွေးနေတဲ့ခါကျတော့နင်းတဲ့ခါကျတော့ရေကပန်းထွက်လာအခုအချိန်မှာဆိုလို့ရှိရင်တော့သူတို့တွေကဘယ်လိုပြောမလဲတေဆိုလဲတေမယ်ဆိုတဲ့ဟာကြီးပဲဘာပြောလို့အသက်နဲ့ခန္ဓာကိုလဲရင်လဲနေတဲ့သူ့ကိုယုံနေတဲ့အဲ့လိုမျိုးလဲရှိပဲယုံကြည်ချက်ကိုမင်းကြည့်တော့ဘာကိုယုံကြည်တာလဲမင်းတို့အနေနဲ့တည်းကနင်တို့ကိုဘာတရားထူးမှရခဲ့လို့လဲဘာနင်တို့ကိုကောင်းကျိုးပေးခဲ့တာရှိလဲလို့ဒါလည်းဖြေမတတ်ဘူးလေရိုးအပ်ပြီးပုပ်ကိုရေးယုံကြည်မှုလွန်ခဲ့တဲ့အလန်တရာဒေသခံတော်တော်များများကတော့ခွန်တန်ကိုအကျွင်းမိတ်ယုံကြည်သက်ဝင်လာပြီးဆရာတော်စန္ဒနဝန်သားဝင်စားတယ်လို့ပဲအမှန်တကယ်ယုံကြည်သွားကြပါတယ်ခွန်တန်ကိုသက်ရှိဖျားတဆူလိုမျိုးကိုးကွယ်လာကြပြီးခွန်တန်အတွက်ဆိုရင်အသက်ကိုပါစတီးပြစ်မယ်ဆိုပြီးခံယူလာကြပါတယ်ခွန်တန်ဟာလူငယ်ဘဝရောက်ရှိလာတဲ့အချိန်မှာတော့ဂောဘကလူကြီးတွေရဲ့အလိုလိုက်မြောက်ပင့်ပေးမှုနဲ့အတူစိတ်ကြိုက်စတင်ဆိုးသွမ်းပါတော့တယ်ပွဲလန်းသပင်တွေမှာအုပ်စုလိုက်ရန်ဖြစ်တာတွေကားဆိုင်ကယ်မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့တဲ့အပြင်တန်ဃာတော်ရဲ့ခေါင်းပုံကိုခြေထောက်တင်ပြီးဓာတ်ပုံရိုက်ရဲတဲ့အထိအခြေအနေဆိုးလာခဲ့ပါတယ်ဒါအပြင်ဘာသာရေးနဲ့ရိုးရာဓလေ့တွေကိုအသုံးချပြီးသူသဘောကျတဲ့မိန်းကလေးတွေကိုလက်ထပ်ယူခဲ့ပါတယ်2018ခုနှစ်မြန်မာပြည်မှာ Facebook ခေတ်စားလာတဲ့အချိန်မှာတော့ခွန်တန်ရဲ့မကောင်းတဲ့တင်ဟာတောမီလိုပဲစတင်ပြန့်နှံ့လာခဲ့ပါတယ်2019ကာလမှာခွန်တန်လက်ထပ်ယူခဲ့တဲ့ပအို့အမျိုးသမီးငယ်9ဦး10ဦးလောက်ရှိနေပြီဖြစ်ပါတယ်အဲ့ဒီအထဲမှာအသက်မပြည့်သေးတဲ့အမျိုးသမီးငယ်တွေအများကြီးပါဝင်နေပါတယ်ဒါပေမဲ့သူ့ကိုထောက်ခံကိုရဲ့အဆိုအရအဆိုပါအမျိုးသမီးငယ်တွေကိုအမှန်တကယ်လက်ထပ်တာမဟုတ်ပဲလက်ချီခဲ့တာသာဖြစ်ပြီးပါရမီဖြည့်ဖက်အဖြစ်တတ်မှတ်ကသာသနာပြုလုပ်ငန်းတွေကိုကူညီလှုပ်ဆောင်ဖို့အတွက်သာဖြစ်တယ်လို့ဆိုကြပါတယ်လောကိုတရားသွေးနဲ့ပြောမှဆိုလို့ရင်တော့ရှေ့ကမတော်ဘူးသောမိဘအရှင်မျိုးမောင်နှမမရှိဘူးမတော်ဘူးသောဇနီးမယားသားသမီးလည်းမရှိဘူးအဲ့ဒီပုံကိုယ်တွေကိုငါတို့ကမမြင်ဘူးသူတို့ကသိတယ်ဆိုတော့သူကမင်္ဂလာစကားပေးတာအိမ်တော်ပြုထိန်းတာလက်ထမင်္ဂလာမဟုတ်ဘူးဘေးသိမင်္ဂလာတွေနဲ့အဲ့ဒီလိုကျင်းပတာမဟုတ်ဘူးဖိုးဘွားတွေပြင်ဖိတ်ပြီးတော့မှလက်ချီပေးတယ်ဆူတောင်းပေးတယ်ရတဲ့လလဘာသူများလာထဲတဲ့ဟိုတဲ့လက်ဆောင်ဝတ္ထုတွေကဘုံကြီးအောင်ကိုအကုန်လုံးသွားကတော့ပြီးတော့ဖျားတယ်ခိုင်းတယ်ပန်းဥလူတဲ့အညုချိုးပြတယ်ဆိုတဲ့စကားပေါ့နော်ကျမတို့ကအညုပို့လာသွားတယ်သူခေါ်မှသူလက်ရှိမှကျမတို့ဘဝတွေအများကြီးပြောင်းလဲသွားတယ်ပူလာတဲ့ဘဝကနေအေးချမ်းတဲ့ဘဝပြောင်းသွားတယ်အစစအရာလောဘစိတ်ဒေါသစိတ်ကအစပြောင်းလဲသွားတယ်အနေထိုင်ကအစအဝတ်အစားကအစဖဏတ်တရံကအစပြောင်းလဲသွားတယ်ဖဏတ်ကိုဖြူရောင်ကလည်းကျမမစည်းတော့ဘူးမိတို့ပင်ဖြစ်စေအလွန်အကျွံကိုးကွယ်ယုံကြည်ခြင်းခံနာပြီး
စိတ်ကြိုက်စိုးသွမ်းခွင့်ရတဲ့ခွန်တန်ဟာလက်နက်ကင်အဖွဲ့အစည်းပေါင်းစုံနဲ့လည်းဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ပါတယ်။မြန်မာတပ်မတော်ဌာနေပြည်သူစစ်တွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီးတနက်တကားကားနဲ့ဖြစ်နေတာကြောင့်တချို့ကသူ့ကိုမယုံကြည်ပေမဲ့လွန်ဆန်လို့မရဲပဲသူ့ကိုကြောက်နေရပါတယ်။နောက်ပိုင်းမှာတော့ခွန်တန်ရဲ့လုပ်ရက်နဲ့ပတ်သက်ပြီးတရားစွဲတာတွေစန့်ကျင်ကန့်ကွက်တာတွေတဖြည်းဖြည်းများပြားလာခဲ့ပါတယ်။သူစိတ်ကြိုက်ရွေးချယ်ပြီးဇနီးမယားတင်မြောက်ခဲ့တဲ့မိန်းကလေးငယ်တွေနဲ့ပတ်သက်ပြီးကလေးသူငယ်အခွင့်အရေးအမျိုးသမီးအခွင့်အရေးနဲ့ညှိစွန်းနေတာကြောင့်ဒီကိစ္စတွေဟာ2019-2018ကာလမှာဟိုးလေးတကြော်ဖြစ်သွားပြီးလူမှုကွန်ရက်စာမျက်နှာတွေမှာလူပြောများလာခဲ့ပါတယ်။ဒါ့အပြင်တချို့သောမိန်းကလေးငယ်တွေရဲ့မိဘတွေကခွန်တန်ကိုတရားစွဲလာကြပါတယ်။ဦးညွန့်သမီးအငယ်မကိုဇက်လိုက်လက်ချခြင်းလို့ဘာလို့လဲအကြီးမလားအငယ်မလားဦးညွန့်မီးအငယ်မနဲ့ပါမဖြစ်နိုင်ဘူးဦးညွန့်သမီးက16နှစ်မပြည့်ပဲကျောင်းနေနေတော့ဒါပို့ကျောင်းနေတာခင်ဗျားတို့မဖြစ်နိုင်ဘူးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဦးညွန့်လက်မခံနိုင်ဘူးမင်းတို့မြန်ပြန်ဆင်သွားလိုက်ကောင်းပြန်ဆင်သွားလိုက်ဦးညွန့်ရဲ့မိန်းမရဲ့တာသမီးရဲ့မိသားစုတွေအကုန်လုံးဒီပုဂ္ဂိုလ်အတွက်ဆိုလို့ရှိရင်အသက်ဝက်ရှောက်ပေးပါတယ်သူ့တော့မယူလို့သူ့ယူသူလည်းယူပါတယ်ဦးညွန့်မိန်းမအဲ့လိုတိပြောတာခွန်တန်ရဲ့ပြဿနာဟာမွန်ပြည်နယ်အစိုးရမွန်ပြည်နယ်လွတ်တော်အထိတိုင်စာတွေရောက်ရှိလာခဲ့ပါတယ်။ဒါကြောင့်မလို့အဲ့တုန်းကမွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးစံကိုတိုင်ဒီကိစ္စကိုထွက်ရှင်းခဲ့ရပါတယ်။သဘောကတော့ကွာခွန်တန်ကဖျားလောင်းဒီကြားတယ်မှာလက်တစ်ဖက်ချစ်တယ်ချစ်တစ်ဖက်လည်းနဲ့တရွတ်ဆွဲနည်းနည်းဟိုဒီနည်းနည်းမိထားတယ်လို့အဲ့ဒါခေါင်းကလည်းတစ်ချက်စောင်းလိုက်ဖြစ်ဟိုပြောမှဆိုရှင်2လကျော်ပါကျွန်တော်တို့လုပ်2လကျော်တည်းမှာကျွန်တော်တို့ပိုက်စိတ်တိုက်လုပ်နေတာသူဘာတွေလုပ်ခဲ့တယ်ဆိုတာကတော့အားလုံးသိကြပြီတဲ့အတိုင်းပဲစည်ရင်းတွေမှာကျွန်တော်တို့စီမှာရှိတယ်နော်ခတ်တာကလည်းဟုတ်တယ်လားဒီလိုမှုမျိုးကမိန်းကလေးကတိုင်မှရတယ်မိန်းကလေးကမတိုင်ဘူးဆိုတော့တော်ခတ်တယ်ခတ်တာမှတော်ခတ်တယ်ဆေးပြားသုံးဆွဲတာတွေလည်းရှိတယ်နော်ဆေးပြားအယောင်ဝဖောက်ကမှုတွေရတယ်ကျွန်တော်တို့ရတယ်ဒါပေမဲ့လက်မှုလက်ချက်မမိဘူးအဲ့ဒါမျိုးတွေကလည်းကျွန်တော်တို့စီမှာတည်င်းရတာလည်းအများကြီးဒါပေမဲ့အခုကတော့ရှင်းသွားပါပြီသူကသမားရေးဝန်ကြီးဌာနကလည်းဒီတာကိုဥပအောင်ဆောင်ရမယ်ဆိုတော့ဒါကတော့ရှင်းလင်းကြီးပဲဒါကိုဟိုရင်းဖြစ်သွားပြီပေါ့နော်အဲ့ဒီတော့ဒါကိုကျွန်တော်တို့ကဘလို့ပုံမှန်နဲ့ရေးယူရမလဲဆိုတာကျွန်တော်ဥပဒေချုပ်ကိုတိုင်တယ်ဒါမှမပြီးတော့ကက်ဘိနက်ဖွဲ့ပါနဲ့တိုင်တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကက်ဘိနက်ဖွဲ့ဆုံးဖြတ်ပြီးတော့ဖမ်းခိုင်းလိုက်ဖမ်းပါနော်သာသနာညွှန်ကြားမှု295ကကြည့်ဖမ်းခိုင်းလိုက်ခွန်တန်ထွက်ပြေးလို့မရဘူးကျွန်တော်ကလည်းပြည်တော်စုဝန်ကြီးကိုဒါလိုက်ဖုန်းဆက်ပြီးတော့ဒီကိစ္စအမြင်ဆောင်ရွက်ပေးဖို့ဆိုပြီးတော့အကြောင်းကြားတယ်နိုင်ငံတော်တန်ခါနာကဖွဲ့ကိုလည်းအကြောင်းကြား2018မှာတော့သာသနာညှိုးနွမ်းစေမှုပုံမှန်နဲ့ခွန်တန်ကိုတရားစွဲခဲ့ပြီးခွန်တန်အပါဝင်သူ့နောက်လိုက်တွေကိုဖမ်းဆီးဖို့မွန်ပြည်နယ်အစိုးရကကြိုးပမ်းခဲ့ပေမဲ့ခွန်တန်ကိုဖမ်းမမိပဲသူ့နောက်လိုက်တွေကိုသာဖမ်းဆီးရမိခဲ့ပါတယ်။အတီမပြုတ်နိုင်တဲ့သတင်းတွေအရခွန်တန်ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်သွားတယ်လို့ဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးသာသနာရေးဝန်ကြီးသူရဦးအောင်ကိုကခွန်တန်ပြေးလို့မလွတ်ပါဘူးရအောင်ဖမ်းမယ်ဆိုပြီးပြောဆိုခဲ့ပါသေးတယ်ညီမကလေးများကြီးထိုင်းနိုင်ငံမှာအေးချောင်းနေတယ်လို့သိရပါတယ်သူနဲ့နောက်ပါအချိုးနေလို့ဒီသူဘလောက်ပြေးနေမှာလဲတတော်နေပါလားနော်နေနိုင်နေပါစီအဲ့ထိုင်းကိုထိုင်းဘက်ကိုလည်းအမရှိတဲ့ဒီမှာတိုင်ဝမ်ချင်းဒီမှာကောက်ဆွေဝင်ချင်းဒီသတင်းကိုတော့အုံကြောင်းမှာလိုက်နေပါတယ်သူနဲ့ကြံပါတချို့တွေပဲခုနကတော့မျိုးနဲ့တရားဥမှာအမှုဆွဲကြည့်တာဖြစ်ပါတယ်ခွန်တန်ပြည်လို့မလုပ်ပါဘူးမိမှပြကြပါတယ်အဲ့မှာခုနကဒီသာပိုင်းဌာနနေတော့ဥပမာ295ကကြီးသာသနာတော်ညွှန်နှန်းစီမှုနဲ့ထိရောက်ပြီးမှရေးမပြီးကြောင်းပြကြလို့ပါတယ်ဒါပေမဲ့လည်း NLD အစိုးရတာဝန်ယူခဲ့တဲ့2020အထိခွန်တန်ကိုဖမ်းမမိခဲ့ပါဘူး2021အာဏာသိမ်းမှုအပြီးမှာတော့ခွန်တန်ဟာရှမ်းပြည်နယ်ကအင်အားကြီးပအိုးပြည်သူစစ်တခုဖြစ်တဲ့ PNO တဲ့ဝင်ရောက်ပူးပေါင်းခဲ့ပါတယ်။ PNO ဟာမြန်မာစစ်တပ်နဲ့ပူးပေါင်းနေတဲ့အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။2025ခုနှစ်မှာခွန်တန်ဟာ PNO နဲ့သဘောထားကွဲလွဲပြီးပအိုးတော်လှန်ရေးတပ်တစ်ခုဖြစ်တဲ့ PNLO ထံဝင်ရောက်သွားခဲ့ပါတယ်။ဒါပေမဲ့ PNO နဲ့ PNLO အကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး
PNO ကနေမြေတော်တော်များများကိုပြန်လည်သိမ်းပိုက်ရရှိခဲ့တာကြောင့် PNLO ဘက်တစိမ့်တက်ထားတဲ့ခွန်တန်တို့အဖွဲ့ဟာတောထဲတောင်တွေထွက်ပြေးတိမ်းရှောင်နေရပြီးအခက်အခဲပေါင်းများစွာကြုံတွေ့ခဲ့ရတာကြောင့်2026ခုနှစ်မှာ PNO ထံပြန်လည်လက်နက်ချခဲ့ပါတယ်။ PNO ဟာမြန်မာစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်တာကြောင့်ဒီကိစ္စကိုအခွင့်ကောင်းယူပြီးမြန်မာစစ်တပ်ကခွန်တန်တို့အဖွဲ့ကိုတောင်ကြီးမြို့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရပါခတို့ပြန်လည်ခေါ်ဆောင်ကလက်နက်ချအလင်းဝင်အခမ်းအနားပြုလုပ်ခဲ့ပြီးနိုင်ငံရေးအမျက်ထုတ်ခဲ့ပါတယ်။အဲ့နောက်မှာတော့ခွန်တန်တို့အဖွဲ့ကိုထောက်ပံ့ကြီးတွေအခွင့်အရေးတွေပြီးပြန်လွတ်ပေးခဲ့ပါတယ်။ရာဇဝတ်မှုများစွာကျူးလွန်ထားပြီးအမျိုးသမီးနဲ့ကလေးငယ်များအပေါ်ယုံမာခဲ့တဲ့ခွန်တန်ဟာလက်ရှိအချိန်ထိအရေးယူခံရတာမျိုးမရှိဘဲအေးချမ်းစွာနေထိုင်နေရတဲ့အပြင်ပအုပ်လူမျိုးတော်တော်များများကလည်းသူ့ကိုယခုချိန်ထိဖျားလိုကိုးကွယ်နေစေဖြစ်ပါတယ်။